ဒီနေ့မှာတော့ affected microorganism လို့ခေါ်တဲ့ EMA ကိုအိမ်မှာပဲအလွယ်တကူပြုလုပ်လို့ရမယ့်နည်းလမ်းလေးကိုပြပြသွားမှာဖြစ်ပါတယ်။ EMA ဆိုတာဘာလဲ affected microorganism လို့ခေါ်တဲ့ EMA ဆိုတာစိုက်ပျိုးရေးနဲ့ငါးမွေးကန်တွေမှာအရန်သုံးဝင်တဲ့ beneficial bacteria တွေပါဝင်တဲ့အချင်းပေါက်ထားတဲ့အရည်တစ်မျိုးပါ။အဲ့ဒီ bacteria တွေကဘာလုပ်ပေးလဲဆိုရင်တော့စိုက်ပျိုးရေးမှာဆိုရင်လေသားတွေပင်စီနဲ့အပင်ကြီးထွားမှုနှုန်းကိုကောင်းစေပြီးတော့မှငါးမွေးကန်တွေမှာဆိုရင်တော့ငါးကန်ရဲ့အနှံ့အသက်ကိုရောကြစေပြီးတော့မှငါးကန်တွေမှာရှိတဲ့အညစ်အကြေးတွေကိုခြေဖြတ်ပေးပါတယ်။ EMA ကိုဘာနဲ့လုပ်တာလဲ EMA ကိုများသောအားဖြင့်နနသီးခွန်တိမောသီးခွန်တို့လိုမျိုးအချိုးတတ်ပါတဲ့အသီးခွန်တွေကိုကြားနဲ့အချိုးကျရောဆက်ပြီးတော့မှကျင်ဖောက်လာတာဖြစ်ပါတယ်။ပြီးတော့ဒီအသီးခွန်တွေကိုသုံးပြီးပြုလုပ်တဲ့နည်းလမ်းကအလွယ်ကူဆုံးနဲ့အထီရောက်ဆုံးပဲဖြစ်ပါတယ်။ဘာလို့အချိုးတတ်ပါတဲ့အသီးခွန်တွေကိုသုံးတာလဲဆိုရင်တော့အချိုးတတ်ပါတဲ့အသီးခွန်တွေကဘက်တီးရီးယားတွေကိုမြန်မြန်ပေါက်ဖွားစေလိုပဲဖြစ်ပါတယ်။ EM ကြောင့်အချမ်းမြင့်သိပြီဆိုတော့လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပြပါမယ်။လိုအပ်တဲ့ပစ္စည်းလေးတွေကတော့သီးခွန်3ကီလိုဂရမ်တကြားညိုတာမဟုတ်တင်လဲရည်1ကီလိုဂရမ်နဲ့ဆန်စေးရည်10လီတာလိုပါတယ်။ဘာလို့ရိုးရိုးရည်အစားဆန်စေးရည်သုံးရလဲဆိုရင်တော့ဆန်စေးရည်ထဲမှာကစီတက်နဲ့ဘက်တီးရီးယားကြီးထွားဖို့အတွက် nutrition တွေပါဝင်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ beneficial bacteria တွေပေါက်ဖွားလာစေဖို့အတွက်ဆန်စေးရည်သုံးတာကအကောင်းဆုံးပဲဖြစ်ပါတယ်။နောက်ပြီးတော့လေလုံးနဲ့ plastic ပုံတစ်ပုံလိုပါမယ်။အဲ့ဒီပုံကအဝကျင်တော့ပိုကောင်းပါတယ်။ဥမာအနေနဲ့ဒီလိုမျိုးရေပုံတွေဆိုရင်ပိုကောင်းပါတယ်။ပထမဆုံးအနေနဲ့အသီးခွန်တွေကိုပြင်ဆင်မှာဖြစ်ပါတယ်။ကိုယ်အသုံးပြုမဲ့အသီးခွန်တွေကိုအတုံးသေးလေးတုံးထားပြရမှာဖြစ်ပါတယ်။ဘာလို့အတုံးသေးတုံးတာလဲဆိုရင်တော့အချင်ပေါက်တာမြန်ဖို့နဲ့ဘက်တီးရီးယားတွေမြန်မြန်ပေါက်ဖွားစေဖို့ပဲဖြစ်ပါတယ်။စိုက်ပျိုးရေးမှာသုံးမယ်ဆိုရင်တော့နနဒီတစ်လုံးလုံးဒါမှမဟုတ်တင်မောကြီးတစ်လုံးလုံးကိုသုံးလိုက်ရပါတယ်။ပြီးတော့အချင်ပေါက်တဲ့နေရာမှာဒိန်ချင်ကိုထည့်သုံးလိုက်ရပါတယ်။ဟုတ်ဒိန်ချင်ကိုထည့်သုံးတာလဲဆိုရင်တော့ဒိန်ချင်မှာပါတဲ့ lactic acid bacteria လေးတွေက fermentation ကိုပြုမှန်စေလို့ဖြစ်ပါတယ်။နောက်ဆက်အနေနဲ့ကိုယ်သုံးမိမဲ့ plastic ပုံတွေကိုခုနကအတုံးသေးတုံးထားတဲ့အသီးခွန်နဲ့တကြားဒါမှမဟုတ်တင်လဲရည်ရဲ့စံစည်းရည်တွေကိုထည့်ပြီးတော့မှတကြားပျော်သွားတဲ့အထိတခြားလေးမှွေပေးရပါမယ်။နောက်ဆက်အနေနဲ့ပုံကိုလေးလုံးပိတ်ပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာသတိထားရမှာတော့ပုံပိတ်တဲ့အခါမှာအနည်းဆုံးပုံရဲ့၄ပုံတစ်ပုံလောက်ကိုနေရာလွတ်ချန်ပြီးတော့မှပိတ်ပေးဖို့ပဲဖြစ်ပါတယ်။ဒါလည်းဆိုရင်တော့ fermentation ဖြစ်တဲ့အခါမှာ gas တွေထွက်လာပါတယ်။အဲ့လို gas တွေထွက်လာတဲ့အချိန်မှာနေရာလွတ်မချန်ထားခဲ့လို့ရှိရင်ပုံကြီးကဖောင်းကားပြီးတော့မှပေါက်ကွဲသွားနိုင်လို့ပဲဖြစ်ပါတယ်။နောက်ဆက်အနေနဲ့ထွက်လာတဲ့ gas တွေကိုထုတ်ပေးဖို့လိုပါမယ်။စပြီးတော့ပြုလုပ်တဲ့ပထမတစ်ပတ်အတွင်းမှာဆိုရင်တော့2ရက်ကိုတစ်ချိန်လောက်ပုံကိုခဏဖွင့်ပြီးတော့မှ gas တွေကိုထုတ်ပေးရပါမယ်။ gas ကိုထုတ်ပြီးသွားဆိုရင်တော့အဲ့ဒီရေကိုတခြားလေးပြန်မွေပြီးတော့မှလေလုံအောင်ပြန်ဖုံးထားပေးရပါမယ်။အဲ့ဒီလိုပုံစံမျိုးကို2ပတ်လောက်စတိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒိန်ရှင်ထည့်ထားရင်တော့တစ်ပတ်ထဲနဲ့အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ဘယ်လိုနေရာမှာအဲ့ဒီပုံကိုထားရမလဲဆိုရင်တော့နေရာချီတိုက်ရမထိတွေ့ပဲနဲ့အိမ်မက်တဲ့နေရာမျိုးမှာထားရပါမယ်။အသုံးပြုလို့ရနိုင်ပြီဆိုတာကိုဘယ်လိုသိနိုင်မလဲအခြေခံအားဖြင့်အယောင်အနံ့အပေါ်ရန်လွှာတို့ကိုကြည့်ပြီးတော့သိနိုင်ပါတယ်အယောင်မှာဆိုရင်တော့အညိုရင်းအောင်ဖြစ်လာမယ်အနံ့မှာဆိုရင်တော့ချင်းစစုံအနံ့ထွက်လာမယ်အပေါ်ရန်လွှာမှာဆိုရင်လည်းအဖြူအောင်လွှာလေးတက်လာမယ်ဒါဆိုရင်တော့အသုံးပြုလို့ရနိုင်ပဲဖြစ်ပါတယ်အဲ့ဒီမှာသတိထားမှာတော့အရေကအမဲအောင်ဖြစ်သွားတာပုံနှံ့ထွက်လာတာဆိုရင်တော့ဆက်ပြီးမသုံးသင့်တော့ပါဘူးနောက်တစ်ခုသတိထားမှာတော့ fermentation လုပ်နေတဲ့အချိန်မှာ gas ကအရန်ထွက်ပါတယ်ဒါကြောင့်မလို့လေကိုပုံမှန်ထုတ်ပေးဖို့မမေ့ပါနဲ့ EMA ကိုဘယ်လိုအသုံးပြုရမလဲ EMA ကတိုက်ရိုက်အသုံးမပြုရပါဘူးစိုက်ပျိုးမှာသုံးမယ်ဆိုရင်တော့ EMA တစ်စရေအစားတရားရောပြီးတော့မှအသုံးပြုရပါမယ်ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ EM နဲ့ရေရောထားတာကိုရွက်ပေါ်မှာဖြန်းတာတို့အမြင့်နဲ့မြေသားပေါ်မှာဖြန်းပြီးတော့မှအသုံးပြုနိုင်ပါတယ်ငါးမွေးကန်တွေအတွက်ဆိုရင်တော့ EMA တစ်စရေ100နေမို့200စအထိစိတ်ကြိုက်ရောဆက်ပြီးတော့မှအသုံးပြုနိုင်ပါတယ်အဲ့လိုအသုံးပြုမယ်ဆိုရင်တော့ငါးကန်ရဲ့ရေကြီးလာမယ်အနှံ့တက်ရောနေသွားမယ်ငါးကန်ရဲ့ထဲမှာရှိတဲ့အမိုနီးယားနဲ့အညစ်အကြေးတွေကိုခြေဖြတ်ပေးနိုင်ပါတယ်နောက်ဆုံးအနေနဲ့ EMA ဆိုတာကတော့သဘာဝ beneficial bacteria တွေကိုအသုံးပြုရမှအချင်းပေါက်ထားတဲ့အရည်တစ်မျိုးပါ EMA ကိုစိုက်ပျိုးရေးမွေးမြူရေးနဲ့မြေဆွေးလုပ်ငန်းတွေမှာအသုံးပြုကြပါတယ်အဲ့မှာပဲသဘာဝနီးလန်းနဲ့ကုန်ကြမ်းစိတ်သက်သာပြီးတော့မှအလွယ်တကူပြုလုပ်နိုင်တဲ့အကြောင်းမလို့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် See you